ဒီနေ့20ရက်နေ့မှာတော့ငလင်တန်ကြောင့်သေဆုံးဒဏ်ရာရပျောက်ဆုံးစည်ရင်းအနေနဲ့သေဆုံးသူစုစုပေါင်း3935ဦးဖြစ်ပါတယ်။ဒဏ်ရာရရှိသူစုစုပေါင်း9108ဦးရှိပြီးပျောက်ဆုံးသူ120ဦးရှိပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့လည်းမိသားစုများနဲ့အတူထပ်တူဝမ်းနည်းကြေကွဲရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဒါပြောခဲ့သလိုသေဆုံးဒဏ်ရာရရှိသူများကိုထောက်ပံ့ခြင်းများဆောင်ရွက်သွားမှာဖြစ်တဲ့အပြင်နေအိမ်ဆုံးရှုံးခဲ့သူများအတွက်နေအိမ်အမျိုးအစားလိုက်လဲထောက်ပံ့ခြင်းတွေပေးဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံတကာကူညီထောက်ပံ့မှုများအနေနဲ့နိုင်ငံပေါင်း25နိုင်ငံကလေယာဉ်145ခေါက်ရောက်ရှိခဲ့ပါတယ်။ကား23စီးရောက်ရှိခဲ့ပါတယ်။ကားကတော့တရုတ်နိုင်ငံကပဲဖြစ်ပါတယ်။သင်္ဘော6စီးအိန္ဒိယနိုင်ငံက5စီးဘင်္ဂလားဒေ့ရှ်နိုင်ငံက1စီးရောက်ရှိခဲ့ပါတယ်။ကေဇေးဝန်ထမ်းများရောက်ရှိမှု2094ဦးရှိပြီးထောက်ပံ့ပစ္စည်းတန်ချိန်2514.6 တန်ဖြစ်ပါတယ်။ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1199.12 တန်ဖြစ်ပါတယ်